မဆလာအိမ်လုံးမဆလာကောင်းကောင်းလေးကိုကျွန်တော်အမေချက်တဲ့ကမ္ဘာအကောင်းဆုံး chef ကိုယ်တိုင်ချက်တဲ့မဆလာလေးကောအမေတိုင်းစားကြလို့ရောက်လာလားစားကြပါအောင်ဗျာရှေ့ပဲဘစ်မလာဝါလာဘရကတ်လာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Ibrahim ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဘယ်သွားနေလဲဆိုတော့မော်ဘီကိုသွားနေပါတယ်ခင်ဗျာကျွန်တော်အမေစီကိုသွားနေပါတယ်ကျွန်တော်ဒီရက်ထဲမှာမဆလာ product လေးတစ်ခုရထားတယ်ဗျဒါဒီမဆလာ product နဲ့ပတ်သက်တဲ့အများကြီးကိုကျွန်တော်အိမ်မှာချက်ကြည့်ပြီးသွားပြီးအဆင်ပြေတယ်ပေါ့ဗျာအဆင်ပြေတယ်ပေါ့ဒါပေမဲ့ဒီမဆလာအိမ်လုံးမဆလာကောင်းကောင်းလေးကိုကျွန်တော်အမေချက်တဲ့ကမ္ဘာအကောင်းဆုံး chef ကိုယ်တိုင်ချက်တဲ့မဲသားဟင်းနဲ့ဒါဒီမဆလာတွေနဲ့တခြား accessory တွေတွဲဖက်လိုက်မယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိတာနဲ့အခုအမေရှိကိုကျွန်တော်တွားရင်းနဲ့ဒီ product လေးတွေကိုလည်းလက်ဆောင်ပေးရင်းနဲ့အိမ်မှာထမင်းစားမှာပဲဖြစ်ပါတယ်ကဲဗျလိုက်ခဲ့ပေးပါဦးကဲရောက်ပြီဗျာကျွန်တော်တို့မော်ဘီမျိုးမဈေးတက်တိုင်းမြစောင်းတို့မှရှိတဲ့ကျွန်တော်တို့အိမ်ကျွန်တော်တို့ဆိုင်ရောက်ပြီဗျကဲအော်မှာမီးရတွေ့တယ်ဗျာလိုက်ခဲ့ပေးပါဦးအိုးဟိုကဲမဆလာလေးကောဘောပါလေဒီမှာမဆလာတွေပါလာတယ်မဆလာတွေဟာဒီယာဆိုတဲ့နာမည်နဲ့မဆလာတွေပါလာတယ်အမဟုတ်လိုင်းနဲ့လက်ဆောင်ယူလာတာအမေတိုင်းချက်ပေးပါလားချက်ပေးမှာပေါ့အမေတိုင်းလေးအပရောတွင်ညာမယ်သင်မီသားပဲလာမယ်ဆိုတော့သင်မီသားတွင်ညာပဲအစလာမလေးကောအမေတိုင်းစားကြလို့ရောက်လာလားဒီမဆလာလေးတွေနဲ့ချက်ဖို့တားရင်နေရာတော့လုတ်ပြီဒီနေ့ဈေးရောက်ကြတယ်လေမအမောက်လာချက်ခိုင်းနေနေရတော့ကိုယ်လည်းအမေတိုင်းမစားတာတော့ကြပြီအဲ့ဒါမို့တော့ချက်ပေးပါလေကြိုပြောမှာပေါ့ဒါဟုတ်တယ်မလားတုတ်ပြအောင်မယ်ကြီးသားချက်ရအောင်မယ်ကဲသားဘာစားမှလဲငါမဆလာလားအသားမဆလာလားမဟုတ်လေမမချက်ပေးရမယ်မဟုတ်လေငါတော့မစားဘူးအသားမစားနဲ့ပဲချက်ပေးတခြားတွေတော့ဥမာငွေသီးမုတ်တွေလည်းပါသေးတယ်ငွေသီးမုတ်တွေလည်းပါသေးတယ်ဒါပေမဲ့အမေသားဟင်းမစားမှာချက်တိုင်းနဲ့ငါလည်းမစားချင်ဘူးအမေသားမဆလာနဲ့အမေသားကောင်းအမေသားတော့နည်းနည်းလေးဟိုဟာလေးပါလေမြင်မြင်လေးချက်ပေးအချိန်တိတ်မရှိလို့တော့ဟုတ်ပြီအဲ့ဒါအမေသားချက်လိုက်မယ်ဟုတ်ဘိုက်တော်စားနေမယ်โอเคအမေသားချက်လိုက်မယ်နော်ကဲဆိုတော့ကကျွန်တော်အခုယူလာတဲ့လက်ဆောင်အနေနဲ့ Hadia ဆိုတဲ့ masala products လေးတွေကိုနဲ့အတူတူကျွန်တော်မေအခုအမဲသားရင်ချက်ပေးနေတာပဲဖြစ်ပါတယ်အမဲသားကိုကျွန်တော်ခက်မြက်မြက်လေးချက်ခိုင်းထားတယ်ဘိုက်လေးတော်တော်လေးစနေတာမို့လို့အချိန်တော်တွင်းမှာဘလို့ချက်ပြီးမှဘလို့ရတာရှိတဲ့အရာတာမင်းညူတွေတုံးဆောင်ပြမလဲဆိုတာစောင့်ကြည့်ပေးပါဦးယခုကျွန်တော်အသုံးပြုတဲ့ spice တွေဆိုလို့ရှိရင် Hadia brand လေးပဲဖြစ်ပါတယ်ခင်ဗျဟင်းမွေးမဆလာငရုတ်သွေးမို့နဲ့နွနွမို့တွေကိုအတိကစားသုံးသူတွေအတွက်တဘာဝစစ်စစ်ပေးခြင်းနဲ့ကိုဝင်ဆောင်နေမိခင်နဲ့ရင်သွေးတွေအတွက်တန်ရှင်းလက်ဆက်တဲ့နွနွမို့တွေရရှိနိုင်တယ်လို့ငရုတ်သွေးအမုတ်ကစားလုံးဝ great quality အမြင့်ဆုံးကိုတေချာရွေးချယ်ပြီးတန့်စင်ပြီးမှစနစ်တကျကြေခွဲထားခြင်းပဲဖြစ်ပါတယ် Hadia brand တွေရရှိနိုင်တဲ့ product တွေကတော့အသားမဆလာငါးမဆလာဓာတ်မောက်မဆလာတနတ်မဆလာငရုတ်ကောင်းမုံနွနွမို့နန်းနန်းစီကျိုးပိုးကောင်းမုံစီရာမုံနဲ့ပတဲကောင်းမုံငရုတ်သွေးအဆက်မုံနဲ့ငရုတ်သွေးအပူမုံစစ်စစ်တို့ရရှိတာပဲဖြစ်ပါတယ် Hadia ကတော့2008ခုနှစ်တည်းကစတင်တည်ထောင်လာခဲ့ပြီးတော့အစလာမကုန်ကျမ်းများကိုလက်လီလက်ကရောင်းချပေးတဲ့ပြင် Hadia အမှတ်တစိထုတ်ကုန်အားလုံးဆိုလို့ရှိရင်ဘေးဥပဖြစ်စေတဲ့မြည်သည့်ဓာတ်ပစ္စည်းမှာသုံးစွဲထားခြင်းမရှိဘူးလို့လည်းသိရပါတယ်ဟိုး ရှေ့ပဲမကြည့်လိုက်အောင်မဆလာโอเคโอเคရှေ့ဆွဲလိုက်တော့မယ်ဘိုက်ဆာနဲ့တော့ကြာပြီမလေးဘိုက်ဆာနဲ့လာတဲ့ကနားလေးဝင်းကြိုင်ရအောင်မဲသားအသားကောင်းတာလေစမလာရှေ့ပဲထက်ဒါပဲဟင်းလားမဟုတ်လားပဲကလိုင်းပဲကလိုင်းပဲကရှေ့ပဲအလိုက်ပဲလေကွတီပဲအလိုက်ပဲအနက်နဲ့ဆွဲသားတာငုံရှဲရှေ့ဆွဲဒီလိုမဆလာရတာမျိုးကိုကဘာအကောင်းဆုံး chef ကိုယ်တိုင်ချက်တော့မဆလာနတ်လေးရလေသိလားမွေးနေမှာနော်ကောင်းတာအနက်လေးကိုကဲစားကြပါအောင်ဗျာရှေ့ပဲဘစ်မလာဝါလာဘရကတ်လာလုံးဝအခုလာမယ်အင်းဒီအတွက်ဆိုလို့ရှိရင်ဒီမဆလာနဲ့ပတ်သက်တဲ့ဟာတော်လေးမှတ်ရနော်ရှေ့ပဲအသားလည်းတော်နူးလို့မဲ့ပါလားဟုတ်တယ်ပါ
ငုံဆော ဟောမှာပေးနေလိုက်မယ်လေ ဟုတ်တယ်ဗျဒါဘာလို့ကြော်ရလာမှာ ဟုတ်တယ်ဒီတော့မြင်းများလေးနဲ့ မင်းဒီကောင်တော့ဟို ထည့်ပေးလိုက်မယ် ထဲဝအောင်မထဲဝအောင်မအင်းရောအေးစားလို့ရအောင် ကဲဗျာရန်မိုက်ပါတယ်ဆိုတော့မဆလာနဲ့အတူတခြား spice တွေပေါင်းပြီးကျွန်တော်အမေသားဟင်းကောင်းတစ်ခွက်စားခဲ့ပါပြီဗျာဒါကြောင့်မို့လို့ကျွန်တော်အခုအသုံးပြုခဲ့တဲ့ Hadia brand ကိုအသုံးပြုပြီးတော့မကြခင်မှာရောက်ရှိလာတော့မယ်အင်းနေရောက်ပြီဆိုတော့အမေသားဟင်းနေစိတ်သားဟင်းနေကြက်သားဟင်းနေကောင်းကောင်းတစ်ခွက်ရဖို့အတွက် Hadia brand ကိုသုံးဖို့အတွက်ကျွန်တော်အနေနဲ့မိတ်ဆွေတို့တင်ကောင်းပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဆုံးတကြည့်ပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ